Hi တကယ်လို့ပေါ့နော်ဒီဖူးပွင့်ရတနာမညိုးပန်းလေးတွေကိုမင်ပြထားတာလေးတွေကိုမင်ပြထားတဲ့အပြင်တခြားဟာလေးတွေကြည့်ချင်တဲ့အသေးစိတ်ဗီဒီယိုကောနဲ့ခေါ်ပြီးတော့ကြည့်ချင်တယ်ဆိုရင်လည်းမင်ကိုဖုန်းဆက်လိုက်နော်မင်ရဲ့အမားတို့ကတော့တခြားအိုးလေးတွေလည်းကြည့်ချင်တယ်တခြားပန်းလေးတွေကိုလည်းအသေးစိတ်ကြည့်ချင်တယ်ဗီဒီယိုကောလေးနဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းဖုန်းကြိုဆက်ပေးနော်3994နှစ်13လုံး9398အဲ့ဖုန်းနံပါတ်လေးကိုဆက်ပြီးတော့မမေရေမတို့တော့ဟိုအိုးလေးဒီအိုးလေးအနီးကပ်လေးကြည့်ချင်တယ်ပေါ့နော်ပုံရနဲ့မတူမှာစိုးတယ်ဆိုပြီးတော့စိတ်ထင်နေတဲ့အမတွေပေါ့နော်တကယ်တမ်းတော့အပြင်မှာအကုန်လုံးလာတယ်ပုံထက်ထက်ကိုလာတယ်အဲ့ဒါအာမခံတယ်ဆိုင်ကိုရောက်ပူးတဲ့သူတိုင်းကပြောနေကြစကားတစ်ခွန်းပဲရှိတယ်ဟဲအပြင်မှာပိုလာတယ်နော်ပုံထက်ထက်တောင်မှပိုလာသေးတယ်အဲ့လိုပဲသူတိုင်းပြောကြတယ်အမယုံမရှိနဲ့ဆိုင်မှာလာမကြည့်နိုင်ဘူးဆိုရင်ရတယ်အာမနာနဲ့မမေရေဖုန်းတစ်ချက်တာဆက်လိုက်မမေရေအမတို့ဟိုအိုးလေးဒီအိုးလေးပြပေးပေါ့နော်အဲ့ဒါဆိုနေကအမတွေပဲဖြစ်ဖြစ်ရန်ကုန်ကနေပြီးတော့လည်းအရင်ကြိုပြီးကြည့်ချင်တဲ့အမရဆိုလို့ရှိရင်လည်းလမ်းပြောလိုက်မမေဗီဒီယိုကောနဲ့ပြပေးမယ် Viber နေလည်းပြလို့ရတယ်Facebook Messenger နေလည်းပြလို့ရတယ် TikTok ကနေပြီးတော့တွေ့တယ်ဆိုရင်တော့ Viber ကိုလာလိုက်ပေါ့နော်အဲဗီဒီယိုကောနဲ့ပြပေးမယ်တချို့ကြလဲဟိုလိန်နာတို့ဘာတို့အဲ့လိုမျိုးကြောက်ကြပေါ့နော်ဒါမဲ့လိန်မာလည်းမကြောက်ပါနဲ့လို့ပစ္စည်းရောက်ငွေချေလဲရပါတယ်နော်မင်းတို့စီကရရဲ့အမြန်ချောရောက်တဲ့ဘယ်မြို့မဆိုပို့ပေးပါတယ်ကားကိတ်ကနေလည်းပို့ပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားပေးတဲ့အတွက်